ပလီဝကျောင်းတော်တွေထဲမှာအော်ဟစ်ဆူညံပြီးတော့စကားတွေပြောလာတဲ့အခါနောက်ပြီးတော့ကျွန်တော်တို့ကိုအလောရှိမြတ်ရဲ့တတိယတတမှုကနေပြီးတော့မှမင်းလျော့စီတဲ့တီးမုတ်ကခုံတဲ့ပစ္စည်းတွေ music တွေအဲ့တော့ဒါတွေကိုလူတွေကတွင်တွင်ကျဲကျဲနဲ့တုံးပြီးတော့အဲ့ဒီထဲမှာရင်မူးလာတဲ့အခါဒီလိုအခြေအနေမျိုးတွေနဲ့ကြုံလာရပြီဆိုရင်ねကျွန်တော်တို့နဗီကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကအမိန့်ရှိပါတယ်အသင်တို့တွေဖတ်လီယာတခိဘူအင်ဒါဇာလီကာရီဟန်ဟမ်ရာလင်းနီကျန်းတွေလာလိမ့်မယ်မြင်းမျိုးသားတွေဖြစ်လာလိမ့်မယ်ရုပ်ပြက်ဆင်းပြက်အခြေအနေတွေနဲ့ကြုံလာရလိမ့်မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့မိန့်ကြားထားပါတယ်အဲ့တော့ကိုရောရဲ့မိန့်မာသွားတဲ့မိန့်မာချက်တွေကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ထဲမှာဘလောက်များနေတယ်လဲအရက်သေးစာတောက်သုံးတာတွေခေါင်းစဉ်တွေပြောင်းပြီးတော့ပျော်ပိုက်နေကြတယ်ဇင်နာတွေပေါ်များနေတဲ့အတိုးညွန့်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေမကင်းဖြစ်လာတဲ့အများကြီးပဲမိခင်ဖခင်တွေရဲ့အမိန့်တွေကိုကျွန်တော်တို့တွေဖီဆန်းနေတယ်ဒါတွေကကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာပြောင်းမသွားဘူးနေကလူကဒါတွေက